ဒီနေ့မနက်အစောကြီးကျမတို့ပသိမ်သာသနာပိုင်းနဲ့တူချောင်ကျေးရွာမှာပြုလုပ်မဲ့လူငယ်စီစဉ်ကိုသွားနေတာပဲဖြစ်ပါတယ်မနက်အစောကြီးထားတော့ခဏလေး break ရပါတယ်လှပတဲ့ပုံမြတ်ထွန်းတရားပေါ်ရောက်ပါပြီကားပေါ်မှာတော့ကျွန်တော်တို့၄ယောက်နဲ့ပြည့်နေပါတယ်လမ်းမှာတော့ကျမတို့စုံမကိစ္စတွေဓာတ်စီကိစ္စတွေနဲ့ကိစ္စပေါင်းများစွာကိုတွေ့ခဲ့ရပါတယ်ကျမတို့ကတော့ကျေးဇူးတော်ကြောင့်စီလုံလောက်စွာနဲ့တူချောင်ကျေးရွာကိုသွားနေပါပြီဝါခမမြို့ကိုရောက်ပါပြီဆရာဂျော့ချ်ကတော့တနန်း9 နာရီမှာပေးမှာဖြစ်တဲ့အတွက်ကြောင့်မို့လို့စိုက်ကယ်နဲ့ရှေ့ပြေးသွားနေပါပြီတနန်းချိန်မီအောင်လို့ကျမတို့ကတော့ကားနဲ့နောက်ကဖြည်းဖြည်းလိုက်ရပါတယ်။အားကြောင့်လဲဆိုတဲ့အခါမှာလန်ခီကနည်းနည်းကြမ်းလို့ပဲဖြစ်ပါတယ်ချောင်ကျေးရွာကိုရောက်ပါပြီ။တင်နန်းတက်ရောက်သူလူငယ်စုစုပေါင်း120ဦးလောက်ရှိပါတယ်။ပထမဆုံးချိန်ကတော့ဆရာဂျော့ရှ်ရဲ့လူငယ်များကိုစိတ်ကျန်းမာရေးနဲ့ပတ်သက်ပြီးတော့သင်ခန်းစာကိုဝေမျှပေးနေတာပဲဖြစ်ပါတယ်။ကတော့လူငယ်တွေတက်ကြွသင်ယူနိုင်ဖို့ရန်အတွက်ဂိမ်းကစားပေးနေတာပဲဖြစ်ပါတယ်ဂိမ်းကစားပြီးတော့ကျမတို့လူငယ်တွေတိထိုက်တဲ့လုံခြုံစွာရွှေ့ပြောင်းသွားလာခြင်းလူကုန်ကူးခြင်းလူမှောင်ခိုခြင်းသင်ခန်းစာများကိုသင်ကြားပေးနေတာပဲဖြစ်ပါတယ်လူငယ်များလည်းတက်ကြွပါဝင်ဆွေးနွေးပေးကြပါတယ်သင်ပေးတဲ့ဆရာမလေးချောလို့ဖြစ်ပါလိမ့်မယ်ဒါကတော့နေ့လည်စာဝါဒီချိန်ပဲဖြစ်ပါတယ်အရန်စားလို့ကောင်းပါတယ်အခုချိန်ကတော့ AI ဆရာကြီးရဲ့ AI နဲ့နည်းပညာအကြောင်းကိုဟောပြောဝေမျှနေတာပဲဖြစ်ပါတယ်နောက်ဆုံးမှာတော့ကျမတို့ရဲ့ပေါ့ပပဆရာရန်အောင်ရဲ့သင်ခန်းစာချိန်ပဲဖြစ်ပါတယ်ဒီနေ့တာပြီးသွားတဲ့အခါမှာတော့ကျမတို့လူကြောင်ကနေပြီးတော့ပြန်လည်ထွက်ခွာပါပြီရာသီဥတု38ဒီဂရီနဲ့အတူကားကိုတဖြည်းဖြည်းလှိမ့်ပြီးတော့ပြန်နေပါပြီအပြန်ကတော့ကျမတို့2ယောက်ပဲဖြစ်ပါတယ်ဖျားခင်ရဲ့ကျေးဇူးတော်ကြောင့်ဒီနေ့တနေ့ဆုံးအဆင်ပြေသွားပါပြီ